ရွှေတလုံးနဲ့လည်းပြောတာရွှေရှိလားမရှိလားတော့နေလာခဲ့ကိုတကူဒူလာရခဲ့တာတော့ရှိတယ်ပပူစီဟန်ချီတနာရီကိုတော့တသိန်း3000နဲ့အဲ့တော့ပေးရဆိုတော့ဒီနေ့ကအဲ့လောက်ပတ်စံမရှိဘူးဟောပြီးလို့နိုင်တဲ့လောက်ပဲနိုင်တဲ့အလုပ်ပဲလုပ်တော့မယ်အေးပဲရောင်းစားတော့မယ်ဘာမလုပ်တော့အေးပဲရောင်းစားတော့မယ်ချမ်းသာကစ်တဗီလေးဖွင့်လို့မရဘူးညာတော့ကစ်တဗီလေးဖွင့်ရတော့နည်းနည်းပပစိတ်ပျော်တာပေါ့ငယ်တယ်နဲ့ပပရရင်ပေါ့ပဲဟုတ်လားအေးပဲရောင်းစားတော့မယ်စားတော့ဆိုင်မှာဖွင့်စားတော့မယ်ညပြီတော့ပဲပြန်အောင်တင်နေရအတီးရန်စေးကြီးတော့အတီးတောင်စားရတော့ရွှေလုံးမဲ့ပဲလေမွေးလိုက်တယ်မမျောလို့ပါမျောလို့ပါမင်းရမယ်နော်ဒီနေရာလေးပြန်လုံနေပြန်ပြင်နေဟုတ်ပြီကြားတယ်အမပူရိုက်နေရလေဒီမှာမင်းအကင်နေစေးပေါ်နဲ့စေးပေါ်မစားကောင်းလို့စေးပေါ်တာမဟုတ်တော့မင်းကဟိုရက်ပိုင်းကလေနိုင်ငံရေးမကောင်းတာနဲ့ဆိုင်ကလည်းပိတ်လိုက်ဖွင့်လိုက်ဖြစ်တဲ့ခါကျတော့လူတွေကအများဆုံးအဲ့တဲ့တွေကတော့မင်းတို့ဆိုင်မဖွင့်နေဘူးလို့ပဲထင်နေတာအခုမင်းဆိုရင်ဒီအကင်နေဆိုရင်အရင်စေးတနတ်လေးလောက်ထားပေးရနော်ပြောမယ်ဆိုရင်တော့အရင်စေးပဲအဲ့ဆိုရင်တော့2000နေပဲအကင်နေဆိုရင်1000အရွက်နေဆိုရင်တော့1000ပဲဟုတ်တယ်မောက်ချိုက်နေဆိုရင်တော့30လားအရွက်ဆိုရင်6000အရွက်ဆိုရင်6000အသားဆိုရင်1000ပဲပေါ့နော်လာအားပေးပါလို့မိန်းတိတော့ကနေတစ်ပြီးတော့လာအားပေးရလို့ဆိုရင်မိန်းပီယာနှလုံးတိုက်မယ်လာပြပါနော်ဒီထက်ကောင်းတဲ့ရှုခင်းလေးပြန်ပြီးပြင်ဆင်နေပါတယ်